အားလုံးပဲမင်္ဂလာပါဒီနေ့စီဘောနေရလဲမန္တလေးတော့မှာဖြစ်ပါတယ်အော်မဲလို့မန္တလေးတော့ပါစီရမရှိဘူးစီမရှိတော့လည်းဘာဖြစ်လဲဒီဂိမ်းနဲ့ပဲမန္တလေးတော့မှာပေါ့ဒီဂိမ်းမှာဆိုရင်ညာနိုင်စင်ကျော်ရွှေနိုင်တော့ပုံဖော်ပြတာပေါ့မိုက်ပါမစိုးပါဘူးလို့ဒီဂိမ်းကိုကြည့်ရလုံးဝအဆင်ပြေရဲ့အဆင်မပြေရဆိုတော့ပြီးတော့ပြောစရာရှိတယ်ဒီမှာအတွဲကြီးလည်းတော်တော်များတယ်ပြီးမှဘရိုတို့ပြန်မယ်အတွဲကြီးကိစ္စဒီမှာကျွန်တော်ရဲ့တာဝန်ကဟိုအပေါ်ဆုံးကမျောစင်းကိုရှာမယ်မျောစင်းကိုရှာပြီးမျောစင်းအပေါ်ဆုံးကိုတက်ဖို့အတွက်စိတ်ကူးထားပဲဖြစ်တယ်။အဲမျောစင်းမတွေးခင်ကြာကျွန်တော်ကလည်းမန္တလေးကိုမတော်အားကြားပြီးဆိုတော့အနေကဘယ်နေရာမှာရှိလဲမသိဘူးလိုက်ရှာရမယ်။လိုက်ရှာရမယ်ဆိုတော့ဘရိုတို့လည်းကျွန်တော်နဲ့လိုက်ခဲ့လိုက်တော့ကျွန်တော်ကလည်းတွေ့တမျှနေရာလိုက်ရှာရမှာဆိုတော့တော့မယ်။နည်းနည်းလေးကြော်လိုက်တယ်ဘာလို့ဟိုထဲမှာဘာမှဘယ်နေရာမှာတွားစရာမရှိဝေးနေရဆိုဒီမှာတချို့မကြိုက်တာအဲ့လိုခုံနေနေရဆိုရင်ခုံရသူက blog ကမြင်းတော့じゃခုံရခတ်တယ်အဲ့ဆိုနှစ်နှစ်ရှိရနေရပဲလိုက်ရှာရခုံရတော့တိတ်မကြိုက်ဘူးပြီးရင်အပေါ်ပြန်တက်မယ်ဆိုရင်တက်ရခတ်တယ်ဒီမှာဆိုရင်လည်းအပေါ်တက်ဖို့တော့လေကားလည်းမရှိဘူးခုံတက်မယ်ဘယ်လိုခုံတက်မလဲလည်းမသိဘူးအဲ့လေးတခုပဲမကောင်းတာကျန်တာတော့အသေးစိတ်တူအောင်လုပ်တာပြီးဒီမှာဘရိုတို့ပြထားတဲ့အတိုင်းပဲတချင်းဖွင့်လို့ရတယ်တချင်းကတော်များပါရဲ့ဖွင့်ပေးရနောက်ထပ်ပြချင်တာကတော့ဒါပတိန်ထီလေးပေါ့သူကအနီးရောင်ရဲ့အဖြူရောင်ရဲ့အစိမ်းရောင်ရဲ့ဆိုတော့ကျွန်တော်ထင်တာကသူကမြန်မာနိုင်ငံအလံကိုကိုစားပြုပြီးလုပ်ပေးထားရထင်တယ်ဒါပေမဲ့မြန်မာနိုင်ငံအလံပြည့်ဖို့ဆိုရင်လည်းအဝါရောင်လေးလိုနေရဆိုတော့ကျွန်တော်လည်းမသိပါဘူးအဲ့ဒါတော့ဟိုဒါနဲ့ဒီနေ့ကလမ်းကြားလို့တော့တူလို့လောက်ထားတော့ပြည့်စုံရှိတယ်ကိုကလည်းလမ်းကြားနေရဆိုတော့ဘာမှမပေါ်ဘူးပြီးမှပေါ်လာတွိုင်းနဲ့နောက်ဆုံးတော့မျောစင်းသားကိုရောက်လာတယ်အဲ့ဆိုကျွန်တော်ပြောလို့လိုပဲမျောစင်းမတက်မယ်ပြီးဘာလဲဆိုအပေါ်ဆုံးကနေကြည့်မယ်ဆိုစိတ်ကူးထားတော့လေစိတ်ကူးထားပေမဲ့ခုနကျွန်တော်ပြောလို့မျိုးအပေါ်တက်မယ်ဆိုရင်နှစ်ဆင်းခုံမှာတက်လို့ရမှာဖြစ်နေတော့တပေါ်တက်လို့မရပါဘူးအဲ့ဆိုတော့အဲ့ချက်ကဒီဂိမ်းကိုမကြိုက်တဲ့အချက်ထဲမှာပါသွားပါတယ်ပြီးတော့လည်းအပေါ်ပြန်တက်မယ်ဆိုတော့တက်လို့မရပြန်ဘူးဘာလို့လဲဆိုနှစ်စင်းကခုံလုံးကမရပြန်ဘူးအဲ့ဒါလေးကိုဒီ game developer ကိုလည်းပြင်စေခြင်းနဲ့ကျန်တာကလုံးဝရှင်းမိုက်တယ်အယောင်တွေပိုင်းနဲ့တိဆောက်ပိုင်းကတော့မိုက်တယ်လုံးဝဒီမုံဆိုင်နဲ့တူရဲ့နေပါရှိတယ်အကြိုက်တာဆိုနှစ်စင်းခုံလုံးမရလေးတခုပါပဲဒါနဲ့ဘရိုတို့ဒီလိုမျိုး game လေးကြည့်ချင်တယ်ဆိုတော့ကျွန်တော်ကို like and follow လေးလုပ်ပေးထားဖို့အတွက်တောင်းဆိုချင်ပါတယ်